ချမ်းသာဆုံးမိသားစုကမွေးစားသားတယောက်ကိုရွေးချယ်နေတာကိုမြင်တော့ကောင်လေးဟာလူအုပ်ကြားထဲကနေရွေးချယ်ခံမဲ့အဖွဲ့တွေကိုတိတ်တဆိတ်ဝင်ရောလိုက်ပါတယ်။ဒါပေမဲ့ခင်ဖြစ်သူကတော့အတိတ်ကအသေးကွဲခဲ့တဲ့ဒဏ်ရာကြောင့်အိမ်အောင်မပြုတ်ယုံနေမကပဲကလေးမွေးစားဖို့ကိုပါညှဉ်းဆန်နေခဲ့ပါတယ်။ဒါကိုကြားတော့စီယိုရဲ့မိခင်ဖြစ်သူကချက်ချင်းပဲဒေါသထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲကောင်လေးကစီယိုရဲ့မိခင်ကိုအမြန်သွားတွဲပြီးကူညီပေးလိုက်ပါတယ်။အမျိုးသမီးကြီးစိတ်ပြန်တည်ငြိမ်သွားတဲ့အခါမှာတော့ဒီကောင်လေးရဲ့ရုပ်ရည်ဟာစီယိုငငယ်တုန်းကနဲ့တပုံစံနဲ့တူနေတာကိုသတိပြုမိသွားပါတယ်။မိဘမဲ့ကေဟာမူကတော့အမျိုးသမီးကြီးကသူ့ကိုအဖြစ်တင်မှဆိုတာကြောင့်ကောင်လေးကိုအမြန်ခေါ်ထုတ်သွားဖို့ပြင်ပါတယ်။နောက်တစ်စက္ကန့်မှာပဲကောင်လေးကတူးထောက်ချလိုက်ပါတယ်။သူဟာတမင်ခိုးဝင်လာတာမဟုတ်ပဲသူ့အဖေကိုလာရှာတာပါလို့ပြောလိုက်ပါတယ်။အမျိုးသမီးကြီးကသူ့အဖေကဘသူလဲလို့ချက်ချင်းမေးပါတယ်။ကောင်လေးကရှက်ကိုရှက်ကန်းနဲ့သူ့အဖေဟာဒီအိမ်ထဲမှာရှိတယ်လို့ပြောပြီးသူ့အဖေနဲ့အမေတို့ဆုံခဲ့တဲ့နေရာကိုပြောပြပါတယ်။အမျိုးသမီးကြီးမြင့်တက်သွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့9နှစ်ကသူ့သားဆောက်ဟာအဲ့ဒီနေရာမှာတကယ်ပဲတစ်နှစ်လောက်နေထိုင်ခဲ့ဘူးတာကိုသူမမှတ်မိနေလို့ပါ။သူမကကောင်လေးရဲ့အသက်ကိုမေးကြည့်တဲ့အခါ6နှစ်လို့သိလိုက်ရတော့ဒါဟာသူမရဲ့မြေရင်ဖြစ်နိုင်တယ်လို့တန်တရားဝင်ပြီးအံ့ဩသွားပါတယ်။သူမဟာစင်ပေါ်မှာစကားပြောနေတဲ့တားဖြစ်သူစီကောင်လေးကိုချက်ချင်းခေါ်သွားပါတော့တယ်။ကောင်လေးကစင်ပေါ်ကဆရာကိုမြင်တာနဲ့ပြေးသွားပြီးဖေးဖေးလို့လှမ်းခေါ်လိုက်ပါတယ်တခန်းလုံးတိတ်ဆိတ်သွားပါတော့တယ်အမျိုးသမီးကြီးကဒီကလေးကိုဆိုအရင်ကနေခဲ့တဲ့နေရာမှာတွေ့ခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်ဆရာကကောင်လေးရဲ့အမေနာမည်ကိုမေးလိုက်တဲ့အခါမှာတော့နာမည်ကိုကြားရုံနဲ့တင်ဆရာဟာနေရာမှာတင်ကြောင်းသွားပါတယ်တကယ်တော့လွန်ခဲ့တဲ့9နှစ်ကဆိုဟာအတွေ့အကြုံယူတဲ့အစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့စောက်လုပ်ရေးခွင်တစ်ခုမှာတွားရောက်နေထိုင်ခဲ့ပြီးအဲ့ဒီကမိန်းကလေးတစ်ယောက်ကိုချစ်မိသွားခဲ့တာပါသူကအတွေ့အကြုံတွေပြီးဆုံးလို့လက်ထပ်ခွင့်တောင်းဖို့ပြင်နေတော့မှပဲထိုမိန်းကလေးကတခြားမျိုးသားတစ်ယောက်နဲ့ရင်းရင်းနှီးနှီးဖြစ်နေတာကိုမြင်တွေ့သွားခဲ့ပါတယ်ဆီကထိုလူကိုတွားရောက်ရင်ဆိုင်ဖို့လုပ်ပေမဲ့မိန်းကလေးကသူ့ဘာကိုရိုက်လိုက်ပါတယ်အဲ့ဒီနေရာမှာလမ်းခွဲစကားဆိုပြီးထိုမျိုးသားနဲ့အတူထွက်ခွာသွားခဲ့တာပါဆရာကဒီကောင်လေးဟာသူ့ကြီးစားဟောင်းနဲ့ထိုမျိုးသားတို့ရဲ့ကလေးလို့မှားယွင်းစွာထင်မှတ်သွားပါတယ်သူကကောင်လေးကိုချက်ချင်းထွက်သွားဖို့ပြောပါတယ်ကောင်လေးကသူ့အမေဟာအိမ်တော်မရှိကြောင်းနဲ့အခုလဲအသေးအတန်ဖျားနာနေကြောင်းအသေးအတန်ရှင်းပြပေးမယ်ခေကတော့ဘာမှပြန်မပြောဘဲကြောက်ခိုင်းထွက်သွားပါတယ်အမျိုးသမီးကြီးကကောင်လေးကိုအမြန်ထူပေးလိုက်ပါတယ်ကောင်လေးကငိုယိုပြီးဖေဖေကကျွန်တော်တို့ကိုမလိုချင်တော့ဘူးဆိုတာအမေကိုပြန်ပြောပြရတော့မယ်လို့ပြောပါတယ်အမျိုးသမီးကြီးကကောင်လေးလိမ်နေတာမဟုတ်ဘူးလို့ထင်တာကြောင့်ဘက်တလာအိမ်စီဦးစီးကိုကောင်လေးမေရဲ့အကြောင်းတွေကိုအမြန်စုံစမ်းခိုင်းလိုက်ပါတယ်ဒါအပြင်ဓာတ်စစ်ဆေးဖို့အတွက်ကောင်လေးရဲ့စပင်းနမူနာကိုပါယူသွားဖို့ခိုင်းလိုက်ပါတယ်မကြခင်မှာပဲဘက်တလာဟာအံ့ဩစရာကောင်းတဲ့အစီရင်ခံစာနဲ့ပြန်ရောက်လာပါတယ်။ကောင်လေးရဲ့အမေဟာငငယ်ကလေးကမိဘနှစ်ပါးလုံးဆုံးပါသွားခဲ့တာဖြစ်ပြီးဦးလေးဖြစ်သူကပဲပြုစုပြောင်းထောင်ပေးခဲ့တာလို့ဆိုပါတယ်။ဖြိုကတပ်ပုံတွေကိုကြည့်လိုက်တဲ့အခါမှာတော့မြင့်တက်သွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့သူ့ရီးစားဟောင်းရဲ့ဦးလေးဆိုသူဟာအဲ့ဒီနေ့ကသူမြင်ခဲ့တဲ့အမျိုးသားဖြစ်နေလို့ပါပဲ။အဲ့ဒီအချိန်ကျမှသာဆော့ဟာသူ့ရဲ့အမကြီးကိုနောက်တရစွာနဲ့သိရှိသွားပါတော့တယ်။